ကဲအားလုံးပဲမင်္ဂလာပါရှင်ဒါဆိုရင်တော့ညီမရဲ့ငိမ်း knowledge sharing channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာလူတိုင်းအတွက်အရင်အရေးကြီးတဲ့အသေးရဲ့လှုပ်ဆောင်မှုအကြောင်းလေးတွေအသေးရဲ့ဘလို့အသုံးဝင်တာလေးတွေအသေးကိုဘလို့ထိန်းသိမ်းရမယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုဘုသူတရဝယ်တင်ဆက်ဖတ်ပြပေးချင်တာပဲဖြစ်ပါတယ်ရှင်အသေးဟာခန္ဓာကိုယ်ထဲမှာအလုပ်အများဆုံးလုပ်တဲ့အင်္ဂါဖြစ်ပါတယ်တဲ့အညစ်အကြေးစွန့်ထုတ်တာတဲချေရည်ထုတ်တာစွမ်းရင်ထုတ်လုပ်တာနဲ့သွေးရင်းအစီကိုထိန်းချုပ်တာစတဲ့အလုပ်တွေကိုလှုပ်ဆောင်ပါတယ်ဒါပေမဲ့ကျမတို့ကညနေတက်တိမအိပ်သေးဘူးအာလူကစီတက်တွေအချိုတွေစားမယ်ရေနည်းနည်းပဲတောက်မယ်ဆိုရင်အသေးကအစီကိုတိတ်တိတ်လေးစုဆောင်းလာပြီးသတိမထားမိပဲအသေးအစီဖုံးခြင်းဖြစ်လာနိုင်ပါတယ်အသေးကသတိပေးတဲ့လက္ခဏာတွေကအကြောင်းရင်းမရှိမောပန်းလွယ်ခြင်းညစာစားပြီးနောက်ဗိုက်တင်းခြင်းလေပွားခြင်းအောင့်ခြင်းအသားရည်ညူမဲခြင်းချွေးနှံ့နှံခြင်းညာဘက်နံရိုးအောင်တာတင်းပြီးတော့နာကျင်ခြင်းညာဘက်ခဏခဏနိုးခြင်းဒါမှမဟုတ်အိတ်မပြောခြင်းအဲ့လိုလက္ခဏာတွေရှိနေပြီဆိုရင်အသေးဆွဲရင်ကိုဒီနေ့ကစပြီးတော့အမြန်ဆုံးပြန်လည်အားဖြည့်ကြပါတော့တဲ့တဘာဝနီလန့်ဖြင့်အသေးကိုပြန်လည်အားဖြည့်နည်းများတော့ည10နာရီမတိုင်ခင်အိယာဝင်မှာဘာကြောင့်လဲဆိုတော့အသေးရဲ့မီးတက်ဆွဲအားဟာည10နာရီကနေမနက်2နာရီအတွင်းမှာအကောင်းဆုံးပြန်လည်ပြုပြင်ခြင်းအလုပ်ကိုလှုပ်ဆောင်လို့ပါပဲတဲ့အဲ့ဒီအချိန်နောက်ပိုင်းမှာအဲ့ရင်အသေးကဆဲရီကိုပြင်မှုအချိန်မရတော့ဘဲနဲ့အစီအငြိကြေးတွေစွန့်ထုံမဲ့စားပို့ပြီးတော့စုဆောင်းမိလိုက်ပါလိမ့်မယ်မနဲ့အိယာထပြီးတော့ရင်နှွေးနှစ်ဖန်ခွက်တောက်ပါဒါကလည်းအသေးတွေကတဲချေရေးစနစ်လှည့်ပတ်မှုကိုကောင်းမွန်စေပါတယ်အသေးရှိသွေးကြိုးမြင်လေးတွေကအညစ်အကြေးတွေကိုစိတ်ကြောပေးပြီးတော့တဲချေအေးကအစိတ်တောက်တွေကိုဝမ်းအနေတစ်စိဆွတ်ထုတ်ဖို့ကိုလည်းလှုံ့ဆော်ပေးပါတယ်တဲ့ကစီတက်နဲ့တကြားတက်ကိုတဝက်ရှော့ချတာကအသေးကပိုရှန်လေးရဲ့တကြားတက်ကိုအစီအဖြစ်ပြောင်းလဲပစ်ပါတယ်အချုံများများစလေအသေးကပိုပင်ပန်းလီပါပဲတကြားတက်ရှော့ချတာဟာအသေးကိုအနာပေးခြင်းအစစ်မှန်ပါပဲတဲ့တနေ့ကိုရေ3လီတာရအောင်တောက်ပါရေဟာအညစ်အကြေးတွေကိုခန္ဓာကိုယ်ကနေတည်ယူစွန့်ထုတ်ပြီးတဲ့ရှင်ပါပဲတဲ့ရေလုံလောက်စွာတောက်သုံးခြင်းကသွေးပစ်တာကိုတတ်တာစီပြီးတော့အသေးကိုစစ်ထုတ်တဲ့နေရာမှာလှုပ်အားဖို့မဖြစ်အောင်ကူညီပေးပါတယ်နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပေါ့ပေါ့ပါပါလှုပ်ပါမိနစ်30လမ်းလျှောက်တာဒါမှမဟုတ်လက်ဝေရန်နာကို7မိနစ်လှုပ်တာနဲ့လှုပ်လောက်ပါတယ်တဲ့ဒီလိုလှုပ်ခြင်းကသွေးကိုအသေးအစီပုံမကောင်းမှုရောက်ရှိစေပြီးတော့ကိုရီးမိတက်ကိုပါမျှတာစေပါတယ်တမားတော်ထံများထံမှာမှာကြားချက်ကတော့တန့်ရှင်းတဲ့အသေးဟာခိုင်မာတဲ့ဘဝရဲ့အခြေခံအုတ်မြစ်ပါပဲတဲ့ကျမ်းမာရေးဟာစီးဝါအဆွတ်နဲ့စတာမဟုတ်ဘူးည10နာရီမတိုင်ခင်တင်အိယာဝင်တာဒီညကစပြီးတော့စတင်ပါတဲ့ဒီညကစပြီးတော့မိကိုမိနစ်30လောက်စောပိတ်ပြီးတော့အိတ်ကြည့်ပါပြီးတော့မနေ့အိယာထားရင်ရင်နှွေးနှစ်ဖန်ခွက်လောက်တောက်ကြည့်ပါအသေးပြက်လဲအားကောင်းလာတဲ့အခါခန္ဓာကိုယ်ဘလောက်ပေါ်ပေါသွားတယ်စိတ်ဘလောက်ကြည်လင်လန်းဆဲလာတယ်ဆိုတာကိုတင်ကိုယ်တိုင်သိလာပါလိမ့်မယ်လို့ရေးသားထားပါတယ်ရှင်မူရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါတယ်ရှင်နားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်ကဲအခုဒီဆောင်းမလိုင်းနားထောင်ပြီးသွားပြီဆိုတဲ့အခါကျတော့ကိုယ့်ရဲ့အသေးကျမကြီးလေးကိုပို့ပြီးတော့ queue ဆိုင်ပေးဖို့မြစ်တာရက်ခံပါတယ်မီးလေးတွေပိတ်ပြီးတော့လဲစောစောအိပ်ရာဝင်ကြဖို့တိုက်တွန်းနေပါတယ်ရှင်ဒီကနေ့မှာတော့ပြည်သက်များနားဆင်ခဲ့ရတဲ့အကြောင်းကတော့အသေးချမကြီးနဲ့ပတ်သက်ပြီးတော့တိမတ်စရာလေးတွေကိုတင်ပြပေးကြတာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့ကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်အားကောင်းတဲ့အသိပညာဘုသူဒအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်ဒါကြောင့်မလို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့လဲစောင့်ကြည့်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ရှင်အကြောင်းအရာတစ်တွေတင်တိုင်းမှာသိနိုင်အောင်လို့လဲ notification ဘဲလေးကိုပါနှိပ်ထားပေးခဲ့ကြပါအောင်ရှင်နားဆင်ပေးကြတဲ့ပြည်သက်အားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်